တောင်မထိပ်ကနေသွားပါခင်ဗျာဟိုမြောက်ကြောင်မချင်းဖျားကြီးရိုက်ခဲ့အောင်မလို့မချင်းဖျားကြီးလည်းဒီလိုကြီးဖြစ်သွားပါခင်ဗျာငုတ်တူကြီးအဲ့ဒါငမလားမိုးရွာတော့ပကြားကွဲကြရွာကြီးကုန်ပြုတ်ကြရနေမှာမိုးရွာတော့နေကြီးလားပေါ့တော့ဒါကြီးကချောင်းမနေရာကြီးပါခင်ဗျာချောင်းမနေရာကြီးအေးလို့ဟူးမင်းလည်းဆန်းထွက်နေမယ်ဟူးမင်းမြောင်းကြီးမယ်ချောင်းမနေရာကြီးမြေကျွံကြပြီးတော့ဘော်ကြီးအောက်တရရလည်းရေစိတ်နေပါတယ်ခင်ဗျာရေနောက်တွေစိတ်နေတာ